အာဆင်နယ်ကိုရှုံးနေခဲ့ပြီးနောက်အဝေးလဲကမ်းပြိုလဲနေတဲ့ Real Madrid တို့နီးပြပြောင်းသင့်ပြီလားပရိသတ်များလုံးပဲမင်္ဂလာများ234 Sport ကနေပြန်လည်ကြိုလဲပါရင်ကာလော့အန်ဆယ်လော်ဒီနဲ့တော်ဝင်မက်ထရစ်တို့ရဲ့လမ်းခွဲချိန်ကနီးကပ်လာခဲ့ပါပြီအာဆင်နယ်ကိုရုပ်ပြက်စင်းပြက်ရှုံးခဲ့ပြီးနောက်ဘာနီယိုရုံမှာအချက်ပေးခေါင်းလောင်းတန်တွေဆူညံသွားခဲ့ပါရင်ရီယယ်တို့ဒီလောက်ထိအတန်ထွက်လာခဲ့တာကအာဆင်နယ်ကိုရှုံးခဲ့တာကြောင့်မဟုတ်ပါဘူးရှုံးမုံရှုံးနေကြောင်းသာဖြစ်ပါရင်ရီယယ်မက်ထရစ်အောင်အာဆင်နယ်နဲ့ကစားခဲ့တဲ့နှစ်ပွဲစလုံးကစားကွက်မဲ့နေခဲ့ပါရင်ကစားမတွေကြားမှာဝါစီးပြင်းနေခဲ့ပါတယ်အသင်းရဲ့ identity ပြောင်းဆုံးနေခဲ့တယ်ဒါကြောင့်ပဲအန်ဆယ်လော်ဒီနဲ့လမ်းခွဲဖို့အတန်ထွက်လာခဲ့တာဖြစ်ပါတယ်တကယ်တော့ Real Madrid ပရိသတ်တွေထဲမှာတချို့သောသူတွေဟာအန်ဆယ်လော်ဒီနဲ့လမ်းခွဲဖို့တောင်းဆိုနေတာအခုမှတော့မဟုတ်ပါဘူး2020နဲ့2023ရာသီလောက်ခရဲကပါဒါပေမဲ့ပြီးခဲ့တဲ့ရာသီကချန်ပီယံလိရသွားတော့ဒီအတန်တွေကတိတ်မထက်တော့တာဖြစ်ပါတယ်ကစားကွက်မရှိပေမဲ့လည်းဒီများပြားလွန်းလာတဲ့လူလုံးမအသားစူပါစတာကစားသမားတွေကိုအန်ဆယ်လော်ဒီကပဲထိန်းကျောင်းနိုင်နေဆိုတဲ့အကြောင်းပြချက်နဲ့အားလုံးကကစားကွက်မရှိတာကိုမေးပြထားခဲ့ကြတာပါကမ္ဘာအဆင့်ကျင်းဝင်းနေကြားမှာမာနာချင်းပုတ်တိုက်မှုတွေကိုအန်ဆယ်လော်ဒီလိုဩစာညောင်းတဲ့သူကပဲဖြည့်ရှင်းနိုင်မယ်လို့ယူဆခဲ့ရတာပါဒါပေမဲ့အခုချိန်မှာတော့ဒီအရာတွေကမလုံလောက်တော့ပါဘူး Real Madrid ပရိသတ်တွေမကပဲကစားသမားတွေကိုယ်တိုင်ကပါအန်ဆယ်လော်ဒီစန့်ကျင်ရေးတွေပြုလုပ်လာခဲ့ပြီးဖြစ်ပါတယ် Real Madrid ဟာချန်ပီယံလိကွာတာဖိုင်နယ်ပထမအကြော့မှာအာဆင်နယ်ကိုဝေးကွင်းမှာရင်ဆိုင်ခဲ့ရပြီး3ဂိုးပြတ်ရေးနေခဲ့ပါတယ်ချန်ပီယံလိပြိုင်ပွဲမှာဒုတိယအကြော့အိမ်ကွင်းကစားရတဲ့အသင်းကတာတယ်လို့ပြောစမဲ့ရှိပါတယ်အကြောင်းကတော့ပထမအကြော့မှာရှုံးခဲ့သည်ဖြစ်စေတေချားခဲ့သည်ဖြစ်စေဒုတိယအကြော့အိမ်ကွင်းအားနဲ့ကြော်ဖြတ်ခွင့်ရှိနေလို့ပါအချိန်မို့ပယ်နတီတွေရောက်သွားခဲ့ရင်လည်းအိမ်ကွင်းကစားရတဲ့အသင်းကအသာရတက်လို့ဖြစ်ပါတယ်။ရီယယ်အသင်းက3ဂိုးပြတ်ရှုံးခဲ့ပေမဲ့ဘာနီဗျူမှာသူတို့ရဲ့ကမ်းဘက်ကင်းပွဲအတိုင်းရမန်တန်တာကိုအကောင့်ထဲပေါ်နိုင်မယ်လို့ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်တွေကိုအာဆင်နယ်ကစားသမားတွေလာမယ့်လမ်းမှာအင်အားပြခိုင်းတယ်။ဘာနီဗျူကမိနစ်90ဟာရှီရီယာလုံးနဲ့ဆိုတဲ့ဝါဒတွေဖြန့်ခဲ့တယ်။ကစားသမားတွေကိုလည်းနာမည်ကျော်ကမ်းဘက်ပွဲတွေပြသစိတ်ခွန်အားပေးထားခဲ့တယ်။ကွင်းကိုလည်းအလုံးပိတ်ခဲ့ပြီးပရိသတ်တွေရဲ့အတန်ကိုပဲ့တင်ထက်စေခဲ့တယ်။ကမ်းဘက်ပွဲကိုအကောင့်ထဲပေါ်ဖို့အသင်းဘက်ကရောပရိသတ်တွေကပါတာဝန်ကျခဲ့ပေမဲ့ပြဿနာကကွင်းရင်းခြေစမ်းကဘာမှမဟုတ်ခဲ့တာပါ။ပြောတော့ရွှေမန်ကားတော့ချုံမိုင်ဖြစ်ခဲ့ပြီးရီယယ်တို့အာဆင်နယ်ကိုအိမ်ဝင်းမှာပါထက်ရှုံးသွားခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာရှုံးပွဲရဲ့တရားခံကအန်ဆယ်လော်ဒီဖြစ်လာခဲ့ပါတယ်။ Relivo သတင်းဌာနရဲ့ဖော်ပြချက်အရ Real Madrid ကစားသမားတို့ဟာပီရက်ကိုသွားတွေးဆောင်ခဲ့ပြီးအသင်းရဲ့နေဗျူဟာကအင်မတန်ဆိုးရွားနေကြောင်းအန်ဆယ်လော်ဒီကဘာမှမစီမံပေးကြောင်းအာဆင်နယ်နဲ့ပွဲမတိုင်ခင်မှာလည်းဘာနေဗျူဟာမှမယုံကြားခဲ့ပဲပေးဆက်ကစားဖို့ပဲပြောခဲ့ကြောင်းအတည်ပြုခဲ့တာပါ။ကစားသမားတွေအနေနဲ့အန်ဆယ်လော်ဒီအပေါ်ယုံကြည်ချက်နေပါလာကြသလို training မှာဆိုရင်လည်းအန်ဆယ်လော်ဒီမတင်ပေးတဲ့ဤစနစ်တွေနဲ့ pressing ကစားတာကိုကိုယ့်ဘာသာကိုလေ့ကျင့်ခဲ့ကြောင်းလည်းဆိုခဲ့ကြပါတယ်။ Real Madrid ရဲ့အဝေးလက်ခံအခြေအနေကိုထင်ရှားစေတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒါအပြင်အာဆင်နယ်ကိုရှုံးခဲ့ရတဲ့ပွဲအပြီးမှာReal ပရိသတ်တွေဟာအသင်းကစားသမားတွေစီးလာတဲ့ကားကိုလည်းဆန္ဒပြခဲ့ကြပါသေးတယ်။အန်ဆယ်လော်ဒီရဲ့ Real မှာတုံးနေတဲ့နေဗျူဟာကရိုးရိုးလေးပါ။ကစားသမားတွေကိုလွတ်လပ်ခွင့်ပေးထားတဲ့ပါမီရှင်ကစားသမားတွေရဲ့မှော်ဝင်အခိုက်အတန့်အနေနဲ့နိုင်ပွဲယူတဲ့ဒီလိုမျိုးဖြစ်ပါတယ်။ဒါပေမဲ့အခုတော့ဒါတွေကမလုံလောက်တော့ဘူးဖြစ်ပါတယ်။အရင်ကဆိုရင်ပီရက်ဟာနေပြတူကိုထုတ်ဖို့အဲ့လောက်ထိအချိန်ယူစဉ်းစားတက်တဲ့သူမဟုတ်ပါဘူး။ဒါပေမဲ့အန်ဆယ်လော်ဒီကိုကြတော့သူကိုယ်တိုင်လေးစားတဲ့သူဖြစ်သလို Real ကို10ချိန်မြောက်ချန်ပီယံလိဖလားရော15ချိန်မြောက်ချန်ပီယံလိဖလားရောယူပေးထားသူမို့လက်လွတ်စပယ်မလုပ်ပုံရပါတယ်။ David Austin တို့လို top tier အဆင့်ရှိတဲ့ journalist တွေရဲ့ဖော်ပြချက်အရ Real ဟာဒီရာသီကုန်မှာအန်ဆယ်လော်ဒီနဲ့လမ်းခွဲမယ်လို့ဆိုပါတယ်။ဒါပေမဲ့ Abel မကုန်ခင်မှာဘာစီလိုနာနဲ့ Copa del Rey final ကစားဖို့ရှိနေတာကြောင့်ဘာကာကိုသာရှုံးရင်အထောက်ခံရနိုင်ခြေလည်းရှိပါတယ်။အန်ဆယ်လော်ဒီနေရာအတွက် Real တို့ပြစ်မှတ်ထားနေတဲ့စက္ကန့်သူကစာပြီးအလုံးဆိုဖြစ်ပါတယ်။အလုံးဆိုကရင်ကလည်း Real ဒါမှမဟုတ်ဘိုင်ယန်မြူနစ်ကသာကမ်းလှမ်းလာခဲ့ရင်သူ့ကိုလက်လွတ်ပေးရမယ်လို့လီဗာပူးစင်အသင်းကိုတောင်းဆိုထားသူပါ Real တို့နီးပြအပြောင်းလဲဖြစ်လာတော့မလားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ